ရောတိုင်းတို့ဟိုမှာစောက်တော့ကောက်ရတယ်ဟမ်ဘာစားတော့ human user guide ဆိုတဲ့စာအုပ် အေးဗာရေးတာပြောပါအောင် စာအုပ်ထဲမှာသူကပထမချက်အနေနဲ့ရေးထားလူမိုင်အိတ်ရမယ်အောင်မစ်ဆောက်ကစောက်ဖို့တွေရွယ်ဘာစားတော့မင်းဟာ နောက်တစ်ချက်ရှိသေးတယ်သူကရေးထားလူတွေကကိုယ် feeling ထဲမှာနစ်မျောတတ်တယ်တဲ့ ဟုတ်တယ်လို့ပဲနော်ရ အေးမင်းပြောမှာပဲခုနေ့ကငါတို့လိုက်ပို့တာကားပေါ်ကဆင်းတော့ငါကကျေးဇူးပဲတဲ့ဟာကြိုက်နေလားဟုတ်တယ် Nice. ပြောလိုက်ငါလည်းအဲ့လို feeling ခံစားမှုရှိရတယ်ခုနေ့ကသူညဘက်ကသူနဲ့ချက်နေမစင်ညာမချက်နေသူက9နိုင်လောက်ပဲရှိတယ်ခေါ9နိုင်ရစောအိတ်တော့ ကြိုက်နေပြီမင်းကြိုက်နေပြီဟာ ဒါစာအုပ်ထဲမှာရေးထားတော့ယောက်ျားလေးနဲ့မိန်းလေးပုံမှန်ဆက်ဆံရေးပဲဘာမှထူးဆန်းတာမရှိဘူး မင်းအဲ့ဆောက်ငေါ့ပေးခုငါမီးရှို့ပြစ်မှာ ခဏရှိတယ်သူကနောက်ဆုံးချက်မှာရေးထားတာလူတွေကတယောက်နဲ့တယောက်နားလည်မှုရှိမယ်ဆိုရင်ရန်နေဖြစ်ကြမှာမဟုတ်တော့ဘူး ဒီအဲ့ချက်တော့မှန်တယ်လို့ပဲနော်ကဲမယ် အမေငါလုံးမလုံနိုင်နေတာ